ကဲမင်္ဂလာပါချစ်ချစ်ကိုကြီးဒီနေ့ဝန်ကစတင်နဲ့ပတ်သက်ပြီးတော့ညီကိုတို့ new player တွေအတွက်ပေါ့နော်တချို့လူတွေဆော့တာလေးကြာပြီဗျာမတက်သေးဘူးတချို့လူတွေကလည်းဆဆဆော့တာနားမလည်သေးဘူးဒါပေမဲ့ဘာမှမဖြစ်ဒီနေ့ကိုကြီးလာရှင်းပြမယ်နော်စတင်ပိုင်းနဲ့ကိုစတင်ကိုဘယ်လိုချိန်ရလဲဆိုကိုကြီးအစောအလွယ်တကူနီးနဲ့လာတင်ပြမယ်နော်ပထမဆုံးကကိုကြီးကစတင်ထဲမှာရောက်လာရင်ခက်များကသူများစတင်တောင်းတာလည်းဖြစ်တယ်ပြီးရင်ကိုယ့်ရဲ့စတင်မရှိဘူးပြီးရင်သူများကိုယ့်ကိုတောင်းတာဖြစ်တယ်အဲ့နဲ့ကိုရီးယားဘယ်လိုစပြီးတော့ချိန်ရမလဲဆိုတော့ညီကိုတို့တွေ့လားအပေါ်ကလေဒီအပေါ်ကစာကြောင်းလေးတွေတွေ့လားLOW တို့ medium တို့ high တို့တွေ့လား most တို့အဲ့ဒါမှာ season တို့အဲ့ဒါဘာညာရေးထားလေအဲ့မှာဒီမှာဒါပြောင်းနေအကုန်လုံးကစတင်ကသူ့မှာကိုကဘယ်ဟာနဲ့စရှင်တာလဲဆိုကိုယ့်အတွက်စတင်မရှိတဲ့ညီကိုတွေအတွက်ပေါ့နော်ဒါဒီဘက်ဟာကတော့ကိုတုံးနေကြတဲ့စတင်ပေါ့နော်ညီကိုတို့ဒါကတော့ကိုကြီးတို့တုံးနေကြတဲ့စတင်ပြီးရင်ကိုဘယ်လောက်စဆော့မလဲဆိုရင်အစပထမဆုံးကတော့ကျွန်တော်ပြောပြချင်တာဆော့တာကြာပြီးသွားတဲ့လူပေါ့နော်နောက်ပိုင်းကြာပြီးသွားဒါကိုစတင်ကိုမတက်သေးဘူးပြစ်တက်တယ်နားလေတယ်ကွာစတင်ပိုင်းလဲနားလေတယ်ခြိုင်လိုလဲနားလေတယ်ဘယ်လိုကနေစရမလဲဆိုရင်ညီကိုတို့ကအလွယ်တကူပဲဗျာညီကိုတို့ကြည့်ရနော်ဒီဟာလေးကိုနှိပ်လိုက်ဗျာဒီဟာလေးကိုနှိပ်လိုက်သလားဒီဟာလေးနဲ့နှိပ်လိုက်ရင်သူ့မှာကြိုက်လို့250အော်တိုပေးလာမယ်ပြီးရင်rate က245အပေါ်ကအကောင်လုံးကကြိုက်လို့245လောက်ပဲပေးလာရယ်နော်ကဲညီကိုတို့ဒီဟာလေးနဲ့ဟိုဒါဒီစတင်ထဲမှာသွားသုံးပြီးပြစ်ပြမယ်နော်ညီကိုတို့နော်ဒါခုနသူပေးလာတဲ့စတင်ကိုရီးယားကိုပိုင်စတင်မရှိသေးဘူးနော်ငါစိတ်ညစ်နေငါစတင်အသစ်စချင်တယ်ဆိုရင်ဒီဟာလေးလဲလမ်းညွန်တယ်နော်ညီကိုတို့ဒီနံပါတ်2စာကြောင်းပါနော်ဒီမှာဒီနံပါတ်2အကွက်မှာညီကိုတို့တက်ပြပြမယ်နော်ဒီကိုတက်ပြပြမယ်4စကောကအဝေးပြစ်လို့ရလားလို့ဒီမှာသူပေးလာတဲ့3စကောညီကိုကြည့်လိုက်တော့ပြီးရင်4 scope ခါတာမခါတာနောက်မှထားညီကိုတော့နော်ဒါတော့ကိုကြီးကရှင်းပြတာနော်အစလေးပေါ့တဲ့လားမစိုးတဲ့လားပြစ်လို့ရတယ်ဒီစတင်လေးကဘလိုလူတွေအတွက်နဲ့ထိုက်တန်လဲဆိုတော့စတင်လမ်းပြောင်းနေရခွာညီကိုတို့ဘယ်ကနေစရမှမသိဘူးပြီးရင်ကိုရီးယားလည်းစတင်ကုတ်ကောင်းလေးတစ်ခုလိုချင်တယ်ဆိုရင်ဒီဟာလေးကိုပြောင်းပြီးတော့လေပြီးရင်ကြိုက်လိုလေးနေရာမှာချိန်လို့ရတယ်နော်ခဏလေးနော်ကိုကြီးကြိုက်လိုနေရာတက်ပြီးတော့ပြန်လာမယ်နော်ကဲဒီအကွက်ကတော့ကြိုက်လိုက250ပေးလာတယ်ချန်တဲ့ဟာတွေကရောဒီနေရာမှာလာနေရင်သူ့မှာ80ကနေစ80ကနေပေးရနော်ကျွန်တော်ပြန်စမယ်နော်ဒီအကွက်အနှိမ့်ဆုံးအကွက်ကိုစမယ်ကျွန်တော်တို့ကဒီအနှိမ့်ဆုံးအကွက်ကိုစမယ်နော်ဒီမှာနော်အပေါ်လေးကိုကြည့်ထားနော်ရိုးနော်အပေါ်လေးကိုကြည့်ရဗျာဒီဟာလေးကသူ့မှာပေးလာတဲ့ဟာကလည်းအပေါ်ကနော် TPP no စကောက80ပေးလာတယ် FPP no စကောက90ပေးလာတယ်ကဲကျွန်တော်တို့အောက်ဘက်သွားကြည့်ရင်အောက်ဘက်ကလည်းသူရေးထားခွဲထားတဲ့စတင်လေးပေါ့နော်ဒီမှာ TPP no စကောလည်း80ပဲဗျာညီကိုတက်လာ TPP no စကောတို့ laptop တို့ကလည်း40တလောက်ပေးထားတယ်ကဲညီကိုတို့ဒီအကွက်တွေကဘယ်နေရာဆိုင်လဲဆိုကျွန်တော်ရှင်းပြမယ်နော်ချစ်ညီကိုတို့တေချာကြည့်ပါနော်ကဲအခုကကိုစတင်လေးကိုရှာတော့မယ်ကိုပိုင်စတင်လေးလိုချင်တယ်ဆိုရင်အစလေးရရနော်ဒီအစလေးကိုနှိပ်လိုက်ဗျာဒီအစလေးကိုနှိပ်မယ်ပြီးရင်တကယ်လို့ ADA ကအများသုံးနေကြတဲ့လူကနားလေနေကြတဲ့လူကအများမီဒီယမ်မှာသုံးရင်သူ့မှာTPP no စကောက100နေစပေးရနော်ဒါအနှိမ့်ဆုံးစတင်ကိုတွားမယ်နော်ဖုံးအသက်လည်းရတယ် iPad အတွက်လည်းရတယ်ဗျာကျွန်တော်ကပြောပြချင်တာလူအများတွေကဒီ ATS ဒီအခု TPP no စကောကခက်မြက120လောက်ကအများဆုံးပဲเนาะဖုံးနေဆိုရင်လေတချို့လူတွေက90ကနေ80ကြာဒါ80ကနေစတာညီကိုတို့တရားလေးကိုလာစချင်တယ်ဗျာเนาะဒါဒီ LOW လေးကိုအစလေးကိုစချင်တယ်ပြီးရင်ကိုရှင်းပြမယ်เนาะအပေါ်ကအကွက်ကညီလေးတို့တေချာနားထောင်เนาะအပေါ်ကအကွက်ကဘာနဲ့ဆိုင်လဲဆိုရင်ကိုပြောပြမယ်အပေါ်ကအကွက်ကဒီကြိုင်လိုရဲ့အရင်ပိတ်လိုက်မယ်เนาะကြိုင်လိုအခုကကြိုင်လိုမဖွင့်သေးဘူးတော့ကြိုင်လိုနဲ့ခဏကြမှာခြံလိုဖက်ကိုတွားမယ်နော်အပေါ်အကွက်ကညီကိုတို့ရေအပေါ်အကွက်ကကျွန်တော်တို့ကဒီဖုံးမှန်လေးကိုလေဒီဖုံးမှန်လေးကိုလက်နဲ့ပုတ်တာနော်အပေါ်အကွက်ကဘရိုတို့ဒီလက်နဲ့ဖုံးမှန်လေးကိုပုတ်ပင်ညာလဲတာနဲ့အဲ့ဒါကြီးကအပေါ် TPP no scope ရဲ့အကြောင်းမှာဆိုင်နေဗျာဒီမှာဟုတ်လား TPP no scope အကြောင်းမှာဆိုင်တယ်ပြီးရင် TPP no scope ဆိုတာဒီအခုကကျွန်တော်တို့ကရက်နေရကွာရက်နေရ TPP ပုံစံလေးပြောင်းပြီးတော့ရက်နေရပြီးရင်ကိုလက်ကိုဖုံးမှန်နဲ့ပင်ညာလဲတာကိုအပေါ်အကြောင်းနဲ့ဆိုင်တယ်ခုနသူပြ80မလားကိုတွေလဲကြည့်လိုက်ညီကိုတို့လဲကြည့်ပြီးရင်နီးနေကိုစိတ်ထဲကခန်းစားချက်ကနီးတယ်ဆိုရင်ညီကိုတို့သွားတင်လို့ရတယ်เนาะတက်မှာ80ကနီးတယ်ဆိုရင်ကိုအတွက်နီးတယ်ဆိုရင်ပြောနော်ကိုအတွက်ကိုပြောတာเนาะညီတို့နားလည်အောင်ပြောတာကိုရတင်ပြလိုက်မယ်ဗျာ100လောက်တင်လိုက်ရင်
แต่ยาเราเต็นไล่ตัวอาซากาติมามาละแต่ยาเราเต็นไล่กูไปสเต็นผิดตัวมาเนาะตัวออโต้เปียงร้ามั้ยเนาะนี่กูรู้ออโต้เปียงร้ามั้ยมันแล่นเนี่ยเนาะบ้าพี่อยู่ที่มาย่าวร้ามั้ยဗျာที่มาตั้งย่าวร้ามั้ยอาซอที่มามาละอาซอแต่มาแต่80มาละကျွန်တော်တို့တစ်ချက်နှိပ်လိုက်တာနဲ့ဒီမှာပြောင်းတန်းပြောင်းလာမှာเนาะကိုပိုင်စတင်ဖြစ်သွားမှာเนาะကဲကြည့်လိုက်တော့ညီကိုတက်လာဒီမှာရောက်လာပြီဗျာဒီစာလုံးလေးရောက်လာပြီเนาะကဲကျွန်တော်တို့က80ကနဲတယ်တရားထားကြည့်မယ်เนาะအနေနဲ့ဒီတလောက်ထားခိုင်းတာမဟုတ်ညီလေးတို့ရှင်းပြနေเนาะနည်းနည်းလေးတော့ကြာမယ်เนาะကဲတရားမြန်လာပြီပယ်ညာလဲတာညီကိုတက်လာပယ်ညာလဲတာအဲ့ဒါတရားပြီးရင် TP2 ရေးထားတာဟာဘရိုတို့ကြိုက်လို့ကနောက်မှထားမယ်เนาะသူရေးတဲ့ဟာ TPP no scope လို့ရေးထားเนาะဟုတ်တယ်ဗျကျွန်တော်က TPP ဒါ scope မချိန် no scope เนาะအဲ့မှာဒီတိုင်းပဲဒီမှာ TPP လေးเนาะကင်မရာလေးပေါ့ဟုတ်လားပညာလဲတာအပေါ်အကြောင်းနဲ့ဆိုင်တယ်ပြီးရင်FPP ကသူက80လို့ရေးထား FPP ကပင်နာဆိုင်လေဆိုတော့ညီကိုတို့ FPP ချိန်လိုက်တာနဲ့FPP ချိန်လိုက်တာနဲ့ဒီမှာဗျာ FPP ချိန်လိုက်တာနဲ့ဒီတိုင်းမန်ကိုလဲတာเนาะနားလေတာမှန်ကိုလဲတာအဲ့တော့ FPP no scope เนาะသူကဘယ်လိုရေးထားလဲဆိုတော့ FPP no scope လို့ရေးရ80ကနဲတယ်ဆိုရင်ညီကိုတို့တင်လို့ရတယ်เนาะ100လောက်ဘယ်လောက်ပဲတင်ကိုအကြိုက်လောက်ပေါ့ကိုလက်နဲ့ပုတ်ကြည့်ပေါ့နဲတယ်လောက်ပေါ့ကိုလက်နဲ့ပုတ်ကြည့်ပေါ့နဲတယ်ဆိုရင်တင်အများတယ်ဆိုရင် short ပေါ့เนาะဒါမှတင်တာနဲ့ဆိုင်တာเนาะအဲ့နှစ်ကြောင်းလေးနားလေသွားပြီဆိုရင်ကဲကျွန်တော်တို့ကသူဖထမအပေါ်အကြောင်းလဲကိုတွေကနားလေသွားပြီဒီဘက် FPP လဲကိုလဲနားလေသွားပြီမလားပြီးရင် TPP အဲ့ကတော့ကျွန်တော်က aim future သုံးတယ် aim future မသုံးတဲ့လူလည်းရှိတယ်သုံးတဲ့လူလည်းရှိတယ်အဲ့ဒါနောက်မှပဲတင်ပြလိုက်တော့မယ်เนาะကျွန်တော်က TPP အဲ့ကိုကြော်လိုက်ပြီးတော့လက်တော့ကိုသွားမယ်เนาะအပေါ်ကအကွက်ကလက်တော့သူမှလက်တော့ဘယ်နေရာမှာအလုပ်လုပ်လဲဆိုတော့ bro တွေ့လာကျွန်တော်40ထားတာเนาะကျွန်တော်လက်တော့ထည့်လိုက်တာနဲ့ကျွန်တော်လက် TPP ချိန်ထားမယ် bro ကြည့်ရเนาะအခုကကြိုက်လို့မရှိသေးဘူးဗျာခုနကTPP no scope ဒီတိုင်းရိုးဖုံးမှန်လဲတဲ့ဟာเนาะFPP ချိန်ရင် FPP no scope ဒီမှာဒီတိုင်းဖုံးမှန်လဲတာเนาะပြီးရင်သူ့မှာအပေါ်အကွက်ကလေဘရိုတို့ကစကုတ်ချိန်လိုက်တာနဲ့လေစကုတ်ချိန်လိုက်တာနဲ့ကိုယ့်ရဲ့လက်နဲ့ပုတ်တာလေဒီမှာလက်နဲ့ပုတ်တာအခုက40ထားတာဗျာတချို့ညီကိုတွေကကြိုက်လို့မတောင်းဘူးသူတို့ကဒီဟာလေးကိုနားမလဲပဲနဲ့အများကြီးထားတာเนาะအများကြီးထားတယ်သူတို့မှာကြိုက်လို့မတောင်းတာတချို့လူတွေအများကြီးထားပြီးတော့လက်နဲ့လိုက်လဲရလေလက်နဲ့လိုက်ပို့တာလေတချို့လူတွေကလည်းကြိုက်လို့လည်းမတုံးဘူးတရားလေးစကုတ်ချိန်ပြီးတော့လက်ပို့တဲ့ချိန်ကြရင်တအားနီးရဗျာတအားနီးတော့သူတို့ကစိတ်တိုင်းမကြောက်စကုတ်နီးတယ်ပါညာလို့ထဲ့နေတာကိုယ်စိတ်ထဲကိုနော်ကဲဘယ်မှာသွားချိန်ရမှာလဲဆိုတော့ဒီမှာဗျာကျွန်တော်တို့ကလက်တော့သွားမယ်နော်လက်တော့လေးက40ဗျာ40တော့ဒီမှာစကုတ်ဖွင့်လိုက်တာနဲ့ခုနအချောင်းကအပေါ်အချောင်းက40နော်ဖထမမျက်နှာလက်တော့လို့ရေးထားတဲ့ဟာလေးကနော်ဖထမအကွက်မှာနော်အဲ့မှာ40ဗျာကဲညီကိုတို့အတွက်ကနီးတယ်မြန်တယ်ဆိုတာညီကိုတို့ပုံမှာပဲမူတည်ရနော်ကဲကျွန်တော်ဒီမှာထိုင်ပြီးတော့စကုတ်ချိန်မယ်ဒီမှာချိန်မယ်လက်ကိုဒီဘက်ပုတ်မယ်လက်ကိုဒီဘက်ပုတ်မယ်တက်လားမနေတော့ဒါမဲ့ကိုအတက်ကမြန်နေစရင်ကျွန်တော် short ပြလိုက်မယ်ညီကိုတို့နော်ဒီဘက် TPP ကိုအရင်ကြည့်နော်ညီကိုတို့ကြည့်ဟာနော်ဒီမှာလက်တော့နေရာမှာနော်လက်တော့နေရာမှာအခုက40ကျွန်တော်တက်ထားလိုက်မယ်ညီကိုတို့တက်ထားလိုက်မယ်တက်ထားလိုက်ရင်ညီကိုတို့အခုကပုံမှန်တိုင်းပုတ်လို့ရတယ်ရနော်စကုတ်ဖွင့်လိုက်တာနဲ့လက်ကဘလိုပဲပုတ်ညီကိုတို့တက်လားဘလို့ပဲပုတ်မသွားတော့ဘလောက်ပဲပုတ်အဲ့နဲ့ကိုတွေကနားလေတော့ဒီအပေါ်အကွက်ကကင်မရာဘိုင်းကိုဆိုင်တာဘလို့လဲဆိုတော့ငါတို့ကပြစ်တဲ့ချိန်နဲ့မဆိုင်တော့ကြည်မထွက်တဲ့ချိန်ကို no scope ကိုမှန်နဲ့ဖုံးမှန်နဲ့ပုတ်တာပြီးရင်လက်တော့ကိုကြိုက်လို့ဖွင့်လက်တော့ကိုစကုတ်ဖွင့်လိုက်တာနဲ့လက်နဲ့ပုတ်တဲ့ဟန်နော်ကိုတက်ထားရင်မသွားအောင်နော်ဒါ40လောက်ခုနတူပေးတယ်လို့40လောက်ကျွန်တော်ပြန်ထားပြလိုက်မယ်နော်ညီကိုတို့ကဲ40လောက်ထားပြီးပြီဆိုရင်ညီကိုတို့စကုတ်ချိန်လိုက်တာနဲ့စကုတ်ချိန်လိုက်တာနဲ့ညီကိုကြည့်ရနော်စကုတ်ချိန်လိုက်တာနဲ့ပုတ်လို့ရတယ်နော်ခဏလေးဒီမှာပုတ်လို့ရတယ်နော်အဲ့မှာအဲ့ဒါ40နဲ့နော်အဲ့ဒါနဲ့ဆိုင်တယ်တကယ်လို့ကိုယ်စိတ်ထဲကစကုတ်ချိန်ပြီးပုတ်တဲ့ချိန်ကျရင်နီးနေတယ်ဆိုရင်ညီကိုတို့ကတင်လို့ရတယ်များနေဆိုရင် short လို့ရတယ်နော်ဒီအပေါ်ကအကွက်ကလေသူပေးဟာလက်တော့ရယ်ပြီးရင်2 scope ရယ်4 scope ရယ်3 scope ရယ်6 scope ရယ်8 scope ရယ်အကုန်လုံးကတူပဲဗျာညီကိုရယ်ဘယ်နေရာမှာအလုပ်လုပ်လဲဆိုတော့ညီကိုတို့ကအပေါ်အကွက်ကကိုရီလွယ်လေးပဲနားလည်လို့ရတယ်နော်3 scope လည်းအဲ့လိုပဲဗျာဒီမှာညီကိုတို့လက်နဲ့ပုတ်လို့ဟာနော်လက်နဲ့ပုတ်တဲ့မြန်နေဖထမအကွက်ကိုပြီးတော့ချိန်လိုက်မြန်ရင် short လိုက်မြန်ရင်တင်လိုက်မြန်ရင် short လိုက်နဲရင်တင်လိုက်အဲ့လိုပြောချင်တာနော်ကဲအပေါ်အကွက်ကပြီးသွားပြီနော်ကဲညီကိုတို့အပေါ်ဖထမမျက်နှာအပေါ်စတင်ကတူးမှာ TPP no scope လို့လက်တော့အဲ့ဒါအရာစကုတ်လက်နဲ့ပုတ်တဲ့ဟာလေးကင်မရာလေးပေါ့နော်ကင်မရာလေးစကုတ်လေးကင်မရာလေးဖွင့်လိုက်ရင်ကြည်မထွက်တဲ့ဟာနော်အောက်ကအကွက်လာမယ်နော်အောက်ကအကွက်ကလည်းသူပေးထားတယ်လို့80တဲ့
အောက်ကအကွက်ကိုကိုယ်နာပင်နာဆိုင်တယ်ဆိုကျွန်တော်ပြောပြမယ်နော်အောက်ကအကွက်ကဆယ်ခါရှိပြီးရှင်းပြတယ်အောက်ကအကွက်ကနော်ညီကိုတို့အောက်ကအကွက်ကဒီမှာညီကိုတို့နတ်တေချာနားထောင်နော်အောက်ကအပေါ်နဲ့အောက်ကမတူဘူးတချို့လူတွေကဒီတိုင်းပိတ်ထားတာလည်းရှိရနော်ပိတ်ထားတဲ့လူတွေရှိပါရဲ့ဒါပေမဲ့ကျွန်တော်ကတော့ပြောချင်တော့ကျွန်တော်တို့ကစတင်ပိုင်းနားလေချင်တယ်ဆိုရင်လည်းဖွင့်ထားပါဒီအပေါ်ကအကြောင်းကသူ့မှာတူပဲဗျာညီကိုတို့တွေ့လားသူရေးထားပေးတာတဲ့လား TPP no scope FPP no scope ပြီးရင် laptop ပါညာအကုန်လုံးကသူပေးထားတာအဲ့လောက်ပဲเนาะဘာနဲ့ဆိုင်လဲဆိုတော့အပေါ်ကအကွက်ကတက်အောက်ကအကွက်ကတက်ဗျာကျွန်တော်ရှင်းပြမယ်ကျွန်တော်တို့ကအခုကအောက်ဖက်အကွက်ကိုတွားမယ်ဗျာအောက်ဖက်အကွက်ကချီထွက်တဲ့ချိန်ကိုအလုပ်လုပ်တာဘရိုတို့ချီထွက်တာနဲ့သူ့မှာအလုပ်တန်းလုပ်ပြီဗျာအပေါ်အကွက်ကချီမထွက်ပဲနဲ့ဒီမှာဖုံးမှန်လဲတာเนาะအောက်ကအကွက်ကကျွန်တော်တို့ချီထွက်တာနဲ့ဖုံးမှန်ပုတ်တာဗျာဖုံးမှန်ပုတ်ရင်ဒီမှာအခုလုပ်နေမလားချီထွက်တာနဲ့ဖုံးမှန်ပုတ်ရင်အောက်ကအကွက်ကအလုပ်လုပ်နေပြီเนาะညီကိုတို့ကြည့်လိုက်ဗျာဒီမှာဒီလိုပုတ်တာလေ ADF player တွေပေါ့ဒီမှာပြည့်နေနေဒီဘက်လက်ရွှေ့ရလေလက်ရွှေ့ရပြည့်တဲ့ချိန်ကိုလက်ရွှေ့ရအဲ့ဒါကူတိုင်းလာစမ်းကြည့်လိုက်တော့ ADF player တွေအတွက်ပေါ့နော်ကြိုင်လို့မတောင်းတဲ့လူတွေအတွက်ပေါ့နော်လက်နဲ့ပုတ်ကြည့်တာပေါ့တကယ်လို့ပုတ်ကြည့်ပြီးရင်မြန်ရဆိုရင်ဘရိုကြည့်ရနော်ခုနက hour 80ကျွန်တော်ပြောတယ်လို့အခုကတရားအခုကတရားထားထားနော်ဘရိုတစ်ပဲထားပြမယ်ဘရိုတစ်ပဲထားပြမယ်နော်အခုကသူမှဒီရေးထားတာ TPP no scope အောက်အကွက်သွားမယ်နော်အောက်အကွက်ကသူတစ်ပဲထားတာပြရကျွန်တော်သွားပြပြမယ်ညီကိုနော်ကဲပြပြမယ်ညီကိုတို့ဒီမှာနော်လက်ကပုတ်လို့ရတဲ့ကြီးမထွက်တဲ့ချိန်ကအပေါ်ကအကွက်ကြီးထွက်ရင်အောက်ကအကွက်တန်းဖြစ်မှာကြာကြီးထွက်ရင်ကျွန်တော်တစ်ပဲထားတာဘလူးပဲပုတ်သူကမသွားညီကိုတို့ကြည့်ရနော်ကြည့်ရနော်对啦，ဘလို့ပဲပုတ်မသွားဗျာလက်ကအဲ့နဲ့ကျွန်တော်တို့ကနားလဲပြီမလားဒီဟာကြီးက900အောက်ကအကွက်ကငါလက်ချီထွက်တဲ့ချိန်လက်ပုတ်မှ तू ကအလုပ်လုပ်တယ်ဆိုရင်ကိုကချိန်လိုက်ပေါ့ဘယ်လောက်ထားမလဲဆိုတော့ကိုကြိုက်တဲ့လောက်ထားလို့ရဗျာအမှဒါတရားထားပြီးရဲ့အမှဒါလက်ကပုတ်လို့သွားပြီနော်အဲ့နဲ့ကျန်တဲ့စကုတ်တရားရောတဲ့ဒါအရေးကြီးရနော်ညီတို့နော်ခုနအပေါ်အကွက်ကစကုတ်ဖွင့်လိုက်ရင်လက်ပုတ်တာ तू ကကိုအကြိုက်အများနော်အပေါ်မှာအကွက်နဲ့ဆိုင်တယ်အောက်ကအကွက်က तू ကချီထွက်တဲ့ချိန်အကောင်လုံးကတူပဲဗျာလက်တော့တစ်ခုလေးတင်ပြလိုက်မယ်နော်လက်တော့တစ်ခုလေးကျွန်တော်က40ထားတာ40နဲ့ကဲညီကိုတို့ရေခုနဟာအပေါ်ကအကွက်ကစကုတ်ဖွင့်ရင်ကျွန်တော်စကုတ်ဖွင့်ရင်ကြီးမထွက်ပဲနဲ့လက်ပုံမှန်ပုတ်လို့ရတယ်မလားအောက်ကအကွက်ကစကုတ်ဖွင့်လိုက်ရင်ကြီးထွက်တာနဲ့အလုတ်တန်းလုံးမှာနော်အောက်ကစာကြောင်းလေးကအောက်ကအကွက်လေးကအလုတ်တန်းလုံးမှာဗျာညီကိုတို့ကြည့်ရနော်ဒါ40နှစ်ထားတာဗျာလက်နဲ့ပုတ်တဲ့ player တွေနော်ခဏမှခြိုက်လို့ပိုင်းသွားမယ်နော်ညီကိုခဏလေးပဲစောင့်ပြီးနော်နားလဲပြီဗျာ okay ကြိုက်တယ်ညီကိုနားလဲပြီနော်ကဲညီကိုတို့ကျွန်တော်လက်တော့ကိုတစ်ပဲထားပြလိုက်မယ်နော်တစ်ပဲထားလိုက်ရင်အောက်ကအကွက်ကတစ်ထားလိုက်ညီကိုတို့ကြည့်ထားလိုက်တော့နော်ကြည့်တဲ့အကွက်ထားလိုက်ညီကိုတို့ကြည့်ထားနော်ဒါမှလဲလို့ရတဲ့ကဖုံးကပုတ်လို့ရတဲ့ကဒါအပေါ်အကွက်နဲ့ဆိုင်တယ်ကြည်ထွက်တာနဲ့အောက်ကအကွက်တန်းဖြစ်သွားမယ်နော်ညီကိုတို့ကြည့်ထားနော်ဘလို့ပဲပုတ်သူကမသွားဘူးတလားအဲကြောင့်ညီကိုတို့ကတခါလေးကြာရင်ကျွန်တော်ကပြည့်နေတဲ့ချိန်မှာစကုတ်ချိန်ပြီးတော့ဆွဲသလားမမင်းနဲ့ तू ကမလိုက်ဘူးဆိုတာအဲ့ဒါအောက်အကွက်ကိုပြင်ရမှာနော်နားလည်ပြီနော်ညီကိုတို့နော်အောက်အကွက်ကိုပြင်ရမယ်နော်ခေခုနကတည်းကတစ်ပဲထားတာဆိုတော့ဘလို့ပဲကြီးထွက်တဲ့ချိန်ကလက်နဲ့ဆွဲတာဘလို့ပဲဆွဲ तू ကမသွားနော်ကဲနားလည်ပြီနော်ဒီနှစ်ကွက်ကိုနားလည်ပြီလားညီကိုနားလည်ပြီဆိုရင်နားလည်ပြီလို့ရေးပြီးနော်ကျွန်တော်ကြိုက်လို့ဖက်သွားပေးမယ်ဗျာ